ဂျုံဦးလည်းဘာမှတုံ့ဆိုင်မနေပဲအိမ်ကိုအမြန်ပြန်လာခဲ့ပါတယ်အိမ်ရောက်တာနဲ့ပလင်းထဲကချိုကလက်ယိုတွေကိုအရသာခံစားတော့ပါတော့တယ်ဘိုက်ဝသွားတဲ့အခါမှာတော့ကျန်နေရဲ့အစားအစာတွေနဲ့စကားပြောဆက်ကိုအိတ်ထဲထည့်ပြီးယူပင်စီကိုပို့ပေးလိုက်ပါတယ်နောက်နေ့မှာတော့စကားပြောဆက်ထဲကအတန်ကြောင့်ဂျုံဦးရုတ်တရက်လက်နိုးလာပါတယ်အဲ့ဒီထဲကနေယူပင်ရဲ့ချိုသားတဲ့ခေါ်တန်လေးထွက်ပေါ်လာပါတယ်ဂျုံဦးအရန်ကိုစိတ်လှုပ်ရှားသွားပါတယ်သူတို့နှစ်ယောက်ကဘာမပြတ်ခင်ကဘဝအကြောင်းတွေကိုအတူတူပျော်ပျော်ရွှင်ရွှင်စကားဆက်မိပြောကြပါတော့တယ်အဆက်ကဘာအဆက်အသွယ်မှမရှိခဲ့တဲ့လူနှစ်ယောက်ဟာဒီအချိန်ကစားပြီးခိုင်မာတဲ့တန်ရောစင်တွေစတင်ဖြစ်တည်လာခဲ့ပါပြီသူတို့တွေထမင်းစားရင်စကားပြောကြသလိုအိတ်တဲ့အခါမှာလည်းစကားပြောဆက်ကိုမပိတ်ကြပါဘူးအချိန်ကြာကြီးကွဲကွာနေတဲ့ချစ်သူတွေပြန်လည်ဆုံတွေ့ပြီးအဆက်အသွယ်ပြန်ရသွားတဲ့အတိုင်းပါပဲဒါပေမဲ့အဲ့ဒီနေ့မှာပဲဇွန်ဘီအုပ်ကြီးဟာရုပ်ရုပ်တောင်းတောင်းဖြစ်လာပါတော့တယ်တိုက်ခန်းထဲကိုအလုံးရင်းနဲ့ဝင်လာကြပြီးအမိုးထက်စီကိုပြေးတက်သွားကြပါတယ်ဇွန်ဘီအုပ်ကြီးဟာဘာကိုလန့်သွားမှန်းမသိပဲအကုန်လုံးကနာမငြိမ်ဖြစ်ပြီးကြမ်းတမ်းနေကြပါတယ်ဂျုံဦးတို့နှစ်ယောက်လည်းကျမ်းပြင်ပေါ်မှာမှောက်နေရပြီးဘာတမ်းမှမထွက်ရဲပါဘူးသူတို့အခန်းတကားရှိကနေဇွန်ဘီတွေဆက်တိုက်ဖျက်လျှောက်သွားနေပါတယ်ကြောက်လန့်နေတဲ့ယူပင်ဟာကာကွယ်ဖို့အတွက်ပုစိန်ကိုလန့်ယူလိုက်ခြင်းပေမဲ့သူမရဲ့လက်မောင်းကဘေးနားကစင်ကိုမတော်တဆတိုက်မိပြီးလဲကျသွားစေပါတယ်ချက်ချင်းပဲအခြေအနေတွေဆိုးရွားသွားပါတော့တယ်တိတ်မဝေးသေးတဲ့ဇွန်ဘီတွေအကုန်လုံးကအတန်လာရာစီကိုလှည့်ပြီးလိုက်ရှာကြပါတော့တယ်ဇွန်ဘီတွေတကားရှိရောက်လာတော့မဲ့အခြေအနေမှာယူပင်တယောက်ဘာလို့ရမှန်းမသိပဲကြောင်အန်းဖြစ်နေပါတယ်နင်းလန်တစ်ခုခုမရှာဘူးဆိုရင်ဇွန်ဘီတွေကဒီအိမ်ထဲမှာလူရှိနေရဆိုတာအစောနဲ့အနောင်တိသွားကြတော့မှာပါအဲ့ဒီအချိန်မှာပဲကျုံးဦးကယူပင်အိမ်ရဲ့အခန်းနံပါတ်ကိုရုတ်တရက်မေးလိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲဘေးကန်းကနေကျိုးဖုံးမိတန်ထွက်လာပြီးဆောင်စစ်ဇွန်ဘီတွေအကုန်လုံးဘေးကန်းစီကိုပြေးသွားကြပါတော့တယ်တီတီလေးလွတ်မြောက်သွားတဲ့ယူပင်လည်းကျမ်းပြင်ပေါ်ကိုချက်ချင်းခွေချသွားပါတယ်သူတို့လက်ရှိနေတဲ့အိမ်တွေကဆက်ပြီးလုံခြုံမှုမရှိတော့ဘူးဆိုတာသူတို့နှစ်ယောက်လုံးသိနေကြပါပြီဒါကြောင့်သူတို့နှစ်ယောက်ပူးပေါင်းပြီးဇွန်ဘီမရှိတဲ့တိုက်ခန်းစီကိုတွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်ကျုံးဦးအိမ်ရဲ့အပေါ်ထက်အခန်းတွေမှာဇွန်ဘီတွေမရှိဘူးဆိုတာကိုယူပင်ကစောစောကတည်းကသတိထားမိခဲ့တာပါမကြခင်မှာပဲသူတို့တွေထွက်ခွာဖို့အထုပ်ပိုးတွေအားလုံးပြင်ဆင်ပြီးစီးသွားပါတော့တယ်လက်ကျန်ပစ္စည်းလေးတွေနဲ့အတူယူပင်ကသူမကိုယ်သူမကျိုးနဲ့ကြည့်လိုက်ပါတယ်ကျုံးဦးရှိတဲ့တိုက်စီကိုတွားဖို့အတွက်သူမဟာအောက်ကိုဆင်းပြီးဇွန်ဘီအုပ်ကြီးကိုဖျက်ကျော်ရမှာပါကျုံးဦးအစင်တင်မဖြစ်သေးခင်မှာပဲယူပင်ကရှေ့ကနေဥဆောင်ပြီးစားပွဲပေါ်တက်ကအောက်ကိုခက်မိုက်မိုက်ပဲခုန်ချသွားပါတယ်မျက်စိတမိတ်အတွင်းမှာပဲသူမဟာမြေပြင်ပေါ်ကိုဘေးကင်းကင်းနဲ့ရောက်သွားပါတယ်ဇွန်ဘီတွေဝိုင်းရန်တိုက်ခိုက်လာတာကိုရင်ဆိုင်တဲ့အခါသူမကဘယ်သူမှတားဆီးလို့မရအောင်စွမ်းဆောင်နိုင်ခဲ့လို့ကျုံးဦးတောင်ကြောင်ကြည့်နေမိပါတယ်ကဘာပြက်ကတ်ထဲမှာအမျိုးသမီးတယောက်တည်းဇွန်ဘီယာကြီးဝိုင်းရန်နေတာကိုရင်ဆိုင်နေရတာပါသူမစီကိုဇွန်ဘီတွေဆက်တိုက်ခုံအုပ်လာပေမဲ့ကံကောင်းစွာနဲ့အချိန်မီရှောင်တိန်နိုင်ခဲ့ပါတယ်ဒါပေမဲ့ဇွန်ဘီတွေကအယမ်းများလွန်းလာပါတယ်သူမအနေနဲ့ဇွန်ဘီတွေရဲ့ဝိုင်းရန်မှုကနေဖောက်ထွက်ဖို့အခွင့်အရေးလုံးဝမရှိပါဘူးဒီအတိုင်းသာဆက်သွားနေရင်အားကုန်သွားတဲ့တနေ့ဇွန်ဘီတွေရဲ့အစားအစာဖြစ်သွားတော့မှတေချာပါတယ်မကြခင်မှာပဲသူမကိုဇွန်ဘီတစ်ကောင်ကခုံအုပ်ပြီးလှည့်ချလိုက်ပါတယ်သူမကချက်ချင်းလှည့်ပြီးဓာတ်နဲ့ခုတ်ချလိုက်ရာဇွန်ဘီနှစ်ကောင်ကိုချက်ချင်းရှင်းလင်းလိုက်နိုင်ပါတယ်အဲ့ဒီနောက်အမျက်မတ်တက်ရက်ပြီးကျမ်းပြင်ပေါ်ကတင်းနဲ့တလက်ကိုကောက်ယူလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဘေးဘက်ကနေဇွန်ဘီတစ်ကောင်ထွက်လာပြီးသူမကိုလှည့်ချလိုက်ပြန်ပါတယ်အမျိုးသမီးလေးအနေနဲ့ကြုံရတော့မဲ့အချိန်နောက်တစ်စက္ကန့်မှာပဲဇွန်ဘီရဲ့ခေါင်းကိုတုတ်တစ်ချောင်းနဲ့ရိုက်ခွဲလိုက်ပါတယ်တကယ်တော့ကျုံးဦးကယူပင်ကိုကူညီဖို့ရောက်လာခဲ့တာပါသူတို့နှစ်ယောက်အတူတူပူးပေါင်းပြီးဇွန်ဘီအုပ်ကြီးရဲ့ဝိုင်းရံမှုကြားကနေတွေးထွက်တန်ယိုလမ်းကြောင်းတစ်ခုကိုဖောက်ထွက်ခဲ့ကြပါတယ်ဇွန်ဘီတွေပိုများလာတာကိုမြင်တော့ကျုံးဦးကယူပင်ကိုဆွဲပြီးတိုက်ခန်းထဲကိုအမြန်ပြေးဝင်သွားပါတယ်အဲ့ဒီနောက်မှန်တကားကိုအမြန်ပိတ်လိုက်ပေမဲ့တရုတ်ပြည်လုံးမဟုတ်တဲ့မှန်ကဇွန်ဘီတွေရဲ့တွန်းကျိတ်မှုကိုဘလို့မှမခံနိုင်ပါဘူးမှတ်ချက်မူရင်းစာရေးသူကြီးအရှုံးဖောက်ထားခြင်းဖြစ်သည်ကံကောင်းကျင်တော့အဲ့ဒီအချိန်မှာတက်လေကားတကားပွင့်လာပါတယ်ဇွန်ဘီတွေတကားချိုးဖြတ်ဝင်လာမဲ့နောက်ဆုံးစက္ကန့်လေးမှာပဲတက်လေကားတကားကိုအောင်မြင်စွာပိတ်နိုင်ခဲ့လို့သူတို့နှစ်ယောက်အသက်ရှူချောင်သွားပါတော့တယ်တက်လေကားတကားပွင့်လာတဲ့အခါအဲ့ဒီအထက်မှာဇွန်ဘီတွေကိုမတွေ့ရပါဘူးဒါပေမဲ့ဒီအထက်ကအခန်းတကားတွေအကုန်လုံးတော့ခတ်ထားပါတယ်ကျုံးဦးဘလို့ပဲစူးစမ်းဘဲခန်းတကားကိုမှဖွင့်လို့မရခဲ့ပါဘူး